ဆရာဘဲအရွယ်မှာဆရာတော်တော်လေးငငယ်တော့အခုလည်းချောပါတယ်ဆရာမဟုတ်လေပြောချင်တာငငယ်တုန်းကတော်တော်ချောတာတဲ့ခမရတဲ့ဟုတ်တယ်တော်တော်လေးချောပြီးတော့မှနော်တော်တော်လေးချောတယ်ပဲပြောမယ်ဗျာဟိုဆရာမကြိုင်းလည်းမကောင်းဟိုတော်တော်လေးကြိုက်ကြတယ်ဗျာဆရာသိရမလားဆရာတော်လေးကြိုက်တယ်ဆိုတော့အဲ့လိုဖြစ်ပြီးကမှဆရာဘဲအရွယ်မှာဆရာဒီဟိုဘာလဲတခွဲကမှမျက်စိထိသွားလဲဆရာ18နှစ်အသက်18နှစ်အသက်18နှစ်မှာနော်ဆရာတချင်းထဲမှာပါတယ်မိတ်ဆွေချစ်သူများဆွမ်းခွာတဲ့ဆရာချစ်သူရှိတာပေါ့နော်ဟုတ်တယ်ရှိတယ်အသက်18နှစ်မှာနော်ဆရာချစ်သူရှိတယ်ပြီးတော့ရည်ရွယ်ချက်တွေလည်းအများကြီးရှိမှာပေါ့ဟုတ်တယ်ရှိတယ်ရည်ရွယ်ချက်တွေအများကြီးဆရာရည်ရွယ်ချက်တွေဘာလဲပြောပါအောင်ဆရာအဲ့ဒီမျက်စိမြင်တော့ပထမဆုံးကတော့ကျွန်တော်စစ်တက်ကစားပွဲဖြေထားတာစစ်တက်ကစစ်ဘုံဖြစ်ချင်လို့ဟုတ်စစ်တက်ကစားပွဲဖြေတာဟိုရင်ပေါ့အောင်တယ်ကျွန်တော်ဒီဇင်ဘာမှာဖြေရတာဟုတ်ကျွန်တော်တို့ကတက္ကသိုလ်ဝင်တာအိမ်တော်ကခေါ်တာဟုတ်ဆိုဒီဇင်ဘာအောင်တယ်ဒီ February လထဲမှာ order ဖြေရတော့မယ်အဲ့ဒီချိန်မှာဒါဖြစ်သွားတော့မဖြေရတော့အဲ့မှာ written အောင်တယ် written အောင်ပြီ written အောင်နေပြီဒီနှုတ်ဖြေရမယ့်အချိန်မှာပဲဒီလိုမျိုးဖြစ်သွားတာဟုတ်တယ်အဲ့တော့အဲ့ဒီစစ်တပ်ထဲမှာလည်းပဲဟိုစစ်တိုက်တဲ့စစ်ဘုံမဖြစ်ချင်ဘူးကျွန်တော်ကသိပ္ပံပညာရှင်ပဲဖြစ်ချင်တာသိပ္ပံပညာရှင်ဟုတ်တယ်ဟုတ်ပြီအဲ့လိုဖြစ်ကမှဆရာဘယ်လိုလုပ်ဒီတခွဲကန်းရောက်သွားလဲအဲ့ဒါကျွန်တော်တို့ခစ်တုံးကဟိုအဲ့ဒါ69ခုလေ69ခုဟုတ်ကဲ့65 6ခုအဲ့လိုတော့ဒီ invoice ခမ်းမှာပညာဟိုဒီပါလေပညာရေးပွဲရှိနှစ်စဉ်ကျောင်းသားပွဲတော်ရှိတယ်ကျောင်းသားပွဲတော်ဟုတ်ကျောင်းသားပွဲတော်မှာပြိုင်ပွဲတွေအမျိုးမျိုးရှိတော့ကျွန်တော်အဲ့ပြိုင်ပွဲမှာဒုံးပြန်လွတ်ဖို့လုပ်တာဆရာဒုံးပြန်တီထွင်လိုက်သေးတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဆရာအဲ့ဒါနဲ့ဒုံးပြန်လွှင့်ဖို့ဆရာလောက်တာအဲ့မှာဆရာပေါင်းဆက်ပါညာပေါ့အမျိုးစုံဟုတ်လှုပ်ရင်းနဲ့ဆရာအမှထားပေါက်ကောလက်ထဲမှာဒီလက်နဲ့ကင်ထားပေါက်သွားတာဒီလက်နဲ့ကင်ထားတာဟုတ်ကဲ့ဒါမှမဟုတ်ဒီလက်ကလက်တုဖြစ်သွားပြီဟုတ်ကဲ့ဆရာအမှထားပြီးတော့ပေါက်ကောပေါက်တဲ့အခါမှာဆရာမျက်လုံးထိသွားတယ်အမှတပြိုင်တည်းပဲမျက်လုံးလည်းထိတယ်လက်လည်းထိတယ်ဟုတ်လက်နှစ်ဖက်လုံးထိသွားနော်ဆရာနော်တကယ်တော့နော်ညာဘက်လက်လည်းထိတယ်ဒါလက်ပုံမှန်လက်မဟုတ်တော့ဟုတ်ကဲ့ဆိုတော့အမထိသွားတယ်နော်ဆရာထိသွားပြီးတဲ့နောက်ပိုင်းမှာဆရာဆေးရုံမှာဘယ်လောက်ကြာနေလိုက်ရလဲဆေးရုံမှာအဲ့လိုတစ်နှစ်ခွဲလောက်တည်းရတယ်တစ်နှစ်ခွဲလောက်ဟုတ်အဲ့ဒါဆေးရုံပေါ်မှာဟိုစတက်တုံးကတပတ်ကျွန်တော်လောက်တည်းရတယ်သေချင်နေတာသေဖို့ကြိုးစားနေတာဆရာဘာလို့သေချင်သွားတာလဲဘာဖြစ်လဲဆိုရင်ကျွန်တော်ရဲ့ဘဝမှာရည်မှန်းထားတာမဖြစ်နိုင်တော့ဘူးလို့သိပါပြီလေဘယ်လိုမှမဖြစ်နိုင်တော့ဘူးအဲ့ထဲမှာကျွန်တော်ချစ်သူလည်းဆုံးတော့မယ်ဆိုတာသိတယ်သူကတော့လာပြောပါတယ်သင်လည်းနေ့ကတစ်လုံးကြည့်ပါမယ်လို့လာပြောတာဒါပေမဲ့တစ်လုံးကြည့်တာကဆေးရုံတော်မှာတစ်ခေါက်ပဲလာတယ်လူရဲ့အချစ်ဆိုတာအဲ့လိုပဲတဲ့နော်ဆရာတခါပဲလာပြီးတော့ပြီးသွားဟုတ်ကဲ့အဲ့ဒီမှာဆရာတိလိုက်ပြီငါချစ်သူကငါ့ကိုကြည့်မှလည်းမဟုတ်တော့ဘူးဟုတ်ဆိုဆရာအဲ့ဒီမှာဘယ်လိုတည်ဖို့ကြံစီလဲဆရာပထမကတော့ဆေးတွေစုတယ်ဆေးတွေညာပြီးတော့ဘာဖြစ်လို့ဒါဖြစ်လို့ဆိုအဲ့ဆေးတွေတောင်းပြီးတော့မှအဲ့ဒါစုတာဒါပေမဲ့အဲ့ဆေးကိုစုပေမဲ့ဆေးကိုတောက်ဖို့ကောက်ပြီးတော့တောက်ဖို့လက်မရှိဘူးကောက်ပြီးတော့တောက်ဖို့လက်မရှိဘူးဒီလက်တစ်ဖက်ကဘာဖြစ်လဲဆရာဒီဘက်ကလည်းပါတီးတွေအပြည့်ပဲဘက်ကဖြတ်ပလိုက်ပြီလေအဲ့တော့မမသူများကျွေးမှစားတယ်ဘောရောက်သွားပြီခေါ့မှတော့ဆေးတွေကောက်တော့ဘူးလက်မရှိဟုတ်အဲ့ဆေးတွေသူများမိသွားရောအဲ့နဲ့အကြံမထားမြောက်ပြန်ဘူးဒုတိယတစ်ခေါက်ကြတော့အဲ့ဆေးဦးကြီးဘောခုံချမယ်လို့ကျွန်တော်စိတ်ကူးတာဒါပေမဲ့ဆေးဦးကြီးကိုအဲ့မှာပထမဆုံးတက်တာဆိုတော့သိမသွားတတ်ဘူးသိမသွားတတ်တော့စဉ်းစားတယ်ကဘယ်လိုသွားမယ်ပြတဲ့ပေါက်တွေခုံချမယ်ဆိုတော့ကျွန်တော်ခုံချမဲ့ဟာဆေးဦးရဲ့အလဲတက်ဆိုတော့ကြံ့သေးမှသေးကြတယ်ဟုတ်ကဲ့ဒါပေမဲ့ဘယ်လိုသွားမလဲမသိဘူးစဉ်းစားနေတော့ဆေးဦးခါကျိုးရရောက်လာလူတယောက်ကခုံချသွားတော့သူသေသွားရော
ဆရာရှိမှ तू ကဥအောင် ကျွန်တော်ဟိုလေဟိုနမူနာလောက်ပြတာဒါပေမဲ့အဲ့သူနမူနာအဲ့လိုလို့တော့အဲ့ဆင်းဝင်ပြေပေါက်တယ်အကုန်လုံးသော့တီခပ်လိုက်တယ် အော်ဟုတ်ပြီဆိုတော့ तू လှုပ်လိုက်တာနဲ့ဆရာအကြံ ပျောက်သွား ပျောက်ပြန်ရောဟုတ်ကဲ့ ဟုတ်ဒါပေမဲ့ကျွန်တော်ဟိုဘော indexes ကနေဒီဘက်ထဲကိုလာတော့လမ်းလေးပဲနဲ့ရှောင်းနေတဲ့အချိန်မှာ ဟုတ်ကဲ့ ဆရာမတယောက်ကကျွန်တော်လာခေါ်တယ်သူတာပြုဆရာမ ဟုတ်ကဲ့ ကျွန်တော်ရဲ့ indexes ထဲမှာကျွန်တော်ခြေရလူတာကိုကြည့်တဲ့ဆရာမ ဟုတ်ကဲ့ သူကလာခေါ်ပြီးတော့သူ့လူတာလည်းဖြစ်စေပဲသူ့လူတာခရိယာ ဟုတ်ကဲ့ သူကလည်းမုတ်ထိတ်ခရိယာဟိုဝါခဲမှာအဲ့တော့အဲ့ဆရာမကျွန်တော်ကိုလာခေါ်ပြီးမိတ်ဆက်တော့သူကဘာပြောလဲသူကလည်းကျမတို့လိုပဲခရိယာလို့မိတ်ဆက်တယ် ဟုတ်ကဲ့ ကျွန်တော်ခရိယာမဟုတ်ဘူးလေ အော်ဆရာအဲ့တော့ခရိယာမဟုတ် မ ဘူး ဟုတ်ကျွန်တော်ခရိယာတော့မဟုတ်ဒိဋ္ဌိ အော်ဒိဋ္ဌိဟုတ်ကဲ့ဟုတ်အဲ့တော့အဲ့ဒါနဲ့မိတ်ဆက်တော့ကျွန်တော်လည်းနောက်တော့သူ့ပြီးတော့အမားလို့ဘာဖြစ်လို့ကျွန်တော်ခရိယာလို့မိတ်ဆက်တာလဲဟဲ့သိလို့ငင်ခရိယာမဟုတ်ဘူးလားမဟုတ်ဘူးလို့ကျွန်တော်အမေဗုဒ္ဓဘာသာကျွန်တော်ဘာမှမကိုးကွယ်ဘူးလို့ဒါဆိုရင်ဘာဖြစ်လို့ဓမ္မချင်းဆိုလဲတုံးကဆိုလဲ အော်စိတ်ဝင်စားကြဖြစ်ပြီဆရာကအဖေမေဗုဒ္ဓဘာသာ ဟုတ်တယ် ဒါပေမဲ့ဆရာဓမ္မချင်းဆိုတယ် ဟုတ်တယ် အော်ဘယ်လိုဆိုဖြစ်တာလဲဆရာ အဲ့တော့အဲ့ဒါကကျွန်တော်ဟိုဟာလေအဲ့ရထဲမှာလဲပြီးတော့တတိယတစ်ချက်မရတစ်ချက်အဲ့ဒီ index ထဲမှာတုံးကတညမှာကျွန်တော်ထားဆိုတယ်လို့ပြောတယ် အော် ဆိုတယ်လို့ပြောတယ်အဲ့ချင်းကိုဆိုတော့အဲ့ဒါကိုသူကကြားတော့အဲ့ကြောင့်နေခရိယာလို့ငါအောင်မိတာတဲ့ အော် အခုအဲ့ဒီတချင်းကဒီမှာဆိုရင်ဒီပိဿတောင်ရနေတယ် အဲ့တချင်းကဘာလဲဆရာ That's Jesus care That Jesus care စိတ်ငယ်ဝမ်းတဲ့ဒုက္ခ စိတ်ငယ်ဝမ်းနဲ့ဒုက္ခကြီးထဲမှာဒီချင်းမဆိုနိုင်တော့ခါသွားရတာဝေကွာဝန်တော်လေတော့ခါယေရှုရှင်နာပါဒလာယေရှုရှင်ဒီအမှုသာရီဝါနေလောကချေနာဒီနေတာရှိချာ၍ညာချိန်မှာဒီဝေယယေရှုရှင်ဒီတင်နာ ဆရာအဲ့တချင်းကိုဆရာကဗုဒ္ဓဘာသာဖြစ်ရတဲ့ဆရာဘယ်လိုရတာလဲ ကျွန်တော်အသက်73နှစ်သားလောက်ကကျွန်တော်တို့ရဲ့ရက်ွက်တွေကိုခရိယာမျက်မမြင်တယောက်ရောက်လာ ဟော သူကနေပြီးတော့အိမ်ကိုခေါ်တယ်ကျွန်တော်ကလေးရွယ်ဖြစ်တယ်73နှစ်ဆိုတော့လေ ဟော အဲ့တော့အိမ်ကိုခေါ်ပြီးတော့သူကတရားလုံးကျွေးတချင်းတွေသင် တကြားလုံးကျွေး ချင်းတွေသင် ဟုတ် လိမ္မော်ဒီကျွေးတချင်းတွေသင်ကျွန်တော်ကတရားလုံးလိမ္မော်ဒီစားကြည့်လို့သွားဆိုတာအဲ့ထက်မှာအဲ့ဓမ္မတချင်းအဲ့တချင်းလည်းပါတယ်နောက်ခရစ်တော်အကြောင်းလည်းသူပြောပြ ဟော ဝိလေးပင်ပေါင်းသူတော်ကတော့လာငါဒီသတ်သတ်ပြေးမယ်ဆိုတဲ့ဟာအဲ့တည်းကကျွန်တော်စကြဘူးလား ဩဟုတ်ပြီဆရာဆိုတော့အဲ့တချင်းကိုဆရာကဒီလိုဖြစ်နေတဲ့အချိန်မှာဆရာဆိုချင်တာမဟုတ်ပဲနဲ့ထွက်နေတာလားအဲ့လိုလား ထွက်လာတာဟုတ်တယ်ကျွန်တော်မသိဘူးဆိုမှန်းကျွန်တော်မသိဘူးအဲ့ချင်းကိုဆိုလိုက်မှကျွန်တော်မသိဘူးဆရာမပြောမှကျွန်တော်သိတာ ဟာလေလုယာဆိုတော့အဲ့ဒီကနေပြီးတော့ဟုတ်ကဲ့ဆိုတော့သိမ့်လွင်နေခရိယန်ဖြစ်လို့မိတ်ဆက်ပေးတာဆိုတဲ့ပုံစံမျိုးဟုတ်ကဲ့အဲ့ရနေလောက်ပါအောင်ဆရာ အဲ့တော့ကျွန်တော်လည်းအော်ပြီးတော့အမအဲ့လိုဆိုရင်ဘာသချင်းလဲဆိုဒီသချင်းပဲကျွန်တော်စာသားတွေမရတော့ ဟော စာသားမရအောင်သူ့ရှာစာသားတောင်းသူ့ပြန်စာသားပြန်ချခိုင်းပြီးတော့အဲ့သချင်းဆိုလိုက်တဲ့အခါကျတော့ကျွန်တော်သိပြီစောစောကကျွန်တော်ရီးစားတစ်ခေါက်ပဲလာတယ် ဟော ဒါပေမဲ့အခုကျွန်တော်မြင်တော့မုန်းတဲ့သူကကျွန်တော်ကိုချစ်တယ်တဲ့ယေရှုရှင်ဒီအမှုထားဝမ်းနဲ့တော့ကကျင်နာသည်ဆိုတာကျွန်တော်စိတ်ကိုတခင်ချစ်ကြောင်းကျွန်တော်အဲ့မှာသိသွားတာဆိုင် အဲ့ဒီမှာအဲ့တချင်းအဖြစ်ဆရာကိုဘုရားစကားပြောတာ ဟုတ်တယ် ဟောအဲ့တချင်းအဖြစ်စတာပေါ့နော်ဆရာ ဟုတ်အဲ့တော့မှကျွန်တော်သေဖို့မစင်စားတော့ อืม သေဖို့မစင်စားတော့ ဟာလေလုယာ
အဲ့တချင်းကတကယ်ဆရာကပြန်စဉ်းစားမှာကျွန်တော်လည်းငယ်ငယ်ကခရိယန်ဆိုလေဆရာအဲ့တချင်းကလည်းဆိုတာလေမြေတာရှိချာ၍နာချင်းမှာကျွန်တော်အဲ့ချင်းဆိုရင်အမြဲတမ်းကျွန်တော်ကဒီအဖွားကြီးတယောက်တတိရတယ်သွားအပေါ်တက်အောက်ဆင်းအဖွားကြီးတယောက်ရှိတယ်ငယ်တာရှိချာ၍နာအဲ့ဒါပဲကျွန်တော်ကြည်လာတယ်အဲ့ချင်းဆိုလေဆိုတော့ဒါမဲ့တေချာစဉ်းစားတော့တကယ်အတိတ်ပဲကောင်းတဲ့ချင်းပဲဆိုနော်ဒီချင်းမှာကွာမိတ်ဆွေများဆွတ်သွားရင်ဆိုလဲနံပါတ်4မှာပါတယ်လေနံပါတ်4မှာဩအဲ့မှာဆိုအဲ့တချင်းအားဖြင့်ဆရာကပြောင်းလဲလာတာလားဟုတ်တယ်အဲ့ချင်းအားဖြင့်ပြောင်းလဲတာမဟုတ်အဲ့တချင်းအားဖြင့်မသေးတော့ဘူးငါ့ကိုချစ်တဲ့သူရှိတယ်သူ့ကိုငါရှာမယ်ဆိုပြီးတော့အဲ့ဒီမှာကျစယေရှုကငါ့ကိုချစ်တယ်လို့သိတဲ့ချိန်နဲ့စပါရှာတယ်အာမင်ဟာလေလုယာဒီကောင်မောင်တော်မှတ်တာသင်မသိချင်နေမယ်ဆရာခုနပြောလိုက်တဲ့စကားတစ်ခုရှိတယ်ငါမုန်းတဲ့လူကငါချစ်တဲ့လူကငါ့ကိုစွန့်ခွာသွားတော်ညာလဲပဲငါမုန်းတဲ့လူကဆိုဆရာဘုရားယေရှုမုန်းခဲ့တာပေါ့ဟုတ်ကဲ့မုန်းခဲ့တယ်ဩနိုင်ငံသားဆိုပြီးတော့လေနိုင်ငံသားဆိုတော့ဆရာမုန်းတာဟုတ်တယ်ဟိုကျွန်တော်ကမျိုးချစ်လေမျိုးချစ်ဟုတ်ကဲ့အဲ့ဒီဟို rocket လုတ်တဲ့အထဲမှာတော့မှနိုင်ငံသားတော့ဘုံခွဲဖို့အစီအစဉ်လည်းပါသေးတယ်။အော်နိုင်ငံသားဘုံခွဲဖို့အစီအစဉ်ဒီ rocket တီးထွင်းတာအဲ့ဒါပါသေးတယ်လို့။အော်ဒါဆိုဆရာ terrorist ဘောဆရာအစတော့ဆိုတော့အဲ့ဒီအကြံစီနော်ဆိုတော့ဒါမဲ့အဲ့တချင်းဆိုရင်လည်းမအော်ငါ့ကိုချစ်ပါလားအဲ့တချင်းလေးပြန်ဆိုရအောင်ဟေးစိတ်တကြစိတ်ပြတ်နေသူတွေတင်းကိုချစ်တယ်ဆိုတော့အဲ့တချင်းလေးနဲ့ပြန်ခွန်အားယူအောင်နော်စိတ်ငယ်ညာဒီကောင်းတာရေးတယ်နည်းနည်းလာပေးဦးမြန်လေးသမီးရဲ့စိတ်ငယ်ဝမ်းနေအလွတ်ရလားအလွတ်မရရင်လည်းသမီးရဲ့စာသားလေးထိုးပေးပါဦးကိုဖိုးစောဒီတချင်းကိုအရန်ကျွမ်းကျင်တယ်လို့သတင်းကြားတယ်ကျွန်တော်နဲ့လာတူဆိုပေးပါလာပါကိုဖိုးစောရပါသလားရလားကိုဖိုးစောရတယ်နော်မရဘူးလားအဲ့ချင်းမရဘူးလားမရဘူးကိုဖိုးစောလမ်းတွေ့လိုက်တော့ဟုတ်ပြီနောက်မှကိုဖိုးစောနဲ့တစ်ခါတော့တွဲဆိုမယ်ကျွန်တော်လည်းအဲ့ချင်းရှိလားသမီးရှိလားသမီးမရှိဘူးတဲ့320 300အော်320ဆရာပြန်ပြောရတယ်ကွယ်320တဲ့သမီးနော်ကြည့်ချက်လှုပ်လိုက်โอเคဆုံးမယ်စိတ်ငယ်ဝမ်းနေဒုက္ခကြီးထဲမှာတေချင်ပါဆိုနိုင်တော့ခါဝါရလာဝေဝါဝတော်လေတော့ကရဲ့ချင်တော့ပါလာယေရှုရှင်သည်အမှုထား၏ယေရှုဝမ်းနဲ့ဒုက္ခကျင်နာသည်ဝမ်းနဲ့ဒုက္ခကျင်နာသည်နေတာရှိကြ၍နေတာရှိကြ၍ညချင်းမှာညီငွေရာယေရှုရှင်သည်ရှင်နံပါတ်4ပိုက်ကိုဆိုမယ်ဘုရားကျောင်းလို့ပေါ့ချစ်သူများနဲ့ချစ်သူခွဲခွာရသောခါခွဲခွာရသောယူကြုံမရဝမ်းနဲ့လားယူကြုံမရဝမ်းနဲ့လားဝမ်းနဲ့ချင်းလွန်ပြင်းဝမ်းနဲ့ချင်းလွန်ပြင်းနှလုံးကွဲရလင်နှလုံးကွဲယေရှုရှင်ကျင်နာပါသလားယေရှုရှင်ကျင်နာပါလား chorus
chorus လာပြီယေရှုရှင်သည်ယေရှုရှင်သည်အမှုချာဤဝါဘင်ဒုက္ခကျင်နာသည်ကျင်နာသည်နိတ္တရှိကြ၍နိတ္တရှိကြ၍မြတ်ချင်းဤဝိယာယေရှုရှင်သည်အဲ့တချင်းအပြည့်ဆရာတေဖို့လုံးဝမဆုံးဖြတ်တော့ဘဲနဲ့ယေရှုကိုစပြီးတော့ရှာတယ်အမှန်ဟုတ်တယ်ငါ့ကိုတကယ်ပဲချစ်တယ်ဆိုရင်တကယ်ပဲဒီစာသားတိုင်ငါ့ကိုတကယ်ချစ်တယ်ဆိုရင်ငါရအောင်ရှာမယ်ဆိုတော့ယေရှုကိုဆရာဘယ်လိုစရှာခဲ့ပါသလဲကျွန်တော်တကယ်ယေရှုကိုဒီရှာတယ်မဲလို့သုံးပြတာတော့မှချက်ချင်းမရှာနိုင်သေးဘူးနည်းနည်းပြန်မေ့ခြင်းတယ်ဒါပေမဲ့ကျွန်တော်ဆယ်ရန်ဖြေတော့မယ်လို့တော့ကျွန်တော်အဲ့တော့ဆယ်ရန်မအောင်မယ်လည်းဖြစ်သွားတာဟုတ်ဆယ်ရန်ပြန်ပြီးတော့လက်လဲမရှိဘူးအဲ့တော့မျက်စိလည်းပြင်တော့မျက်မပြင်စာလဲမတသေလို့မတတ်ဘူးကျွန်တော်နောက်မြင်တဲ့စာလည်းဖတ်လို့မရတော့ဆယ်ရန်ကိုဖြေဖို့အတွက်ကိုနီးလာလေငိုရလေပဲဘာလို့ဆယ်ရန်မအောင်ဘူးဆိုတာသိသွားပြီလေဟုတ်ကဲ့ဘလို့အောင်တော့လဲစာမမကျက်နိုင်တာအဲ့တော့အဲ့ဒီခါကျတော့မှကျွန်တော်ကတကယ်ယေရှုကိုပြန်သတိရတာဆေးုံပေါ်မှာကျွန်တော်ချစ်တဲ့တကယ်ယေရှုကိုပြန်သတိရသတိရတော့အဲ့ဒီမှာလဲကျွန်တော်ကိုအဲ့တုန်းကသင်ပေးတဲ့မျက်မြင်ဆရာပြောတယ်မှာတောင်းကြလို့တောင်းလေရပြီဆိုတော့ကျွန်တော်သိထားတယ်ဒေတာပေါက်သိထားတယ်တောင်းကြလို့တောင်းလေရမယ်အဲ့တော့တောင်းရင်ရမယ်လို့ပြောတာတကယ်ယေရှုဆိုတော့တကယ်ယေရှုကကျွန်တော်ဆုတောင်းတာမျက်ရည်ပြန်ခွက်နဲ့ငိုပြီးတော့ဆရာဘာကိုဆုတောင်းတာလဲဆရာအောင်ခြင်းဆရာအောင်ဟုတ်ကဲ့ကျွန်တော်စားလုံးဝဖတ်လို့မရအောင်မချက်နိုင်ကိုတော့ကဘုရားစင်စစ်ဖြစ်ကျွန်တော်စာမှုပဲပေးအောင်ပါအဲ့ဒါကိုကျွန်တော်မှတ်ရမျက်ရည်ပြန်ခွက်နဲ့3ချိန်3ခါဆုတောင်းတယ်3ချိန်3ခါတောင်းတယ်ဟုတ်ကဲ့3ချိန်3ခါဆိုလေချိန်နဲ့တော့တာမဟုတ်တရေနောက်တတိယတရေတဲ့လူတောင်းတာဟုတ်ကဲ့ဟုတ်ကဲ့အဲ3ခါတောင်းပြီးတော့နေ့တိုင်းတော့မဟုတ်ဘူးနေ့တိုင်းတော့မဟုတ်ဘူးတတိယမှာဖတ်တာတောင်းတာဟုတ်အဲ့တော့ဆာမွဲလင်းဖြေရောမိကုံကိုဖတ်အဲ့ဖတ်တဲ့မိကုံခုနှစ်ပုတ်သူကခုနှစ်ပုတ်ကို9ပုတ်ဖြေဆိုကျွန်တော်ခုနှစ်ပုတ်လုံးရဆရာဘယ်လိုလုံးဆရာဖြေတာသူများဖြေပေးတာဆရာသူများဖတ်ပြတယ်ကျွန်တော်နှုတ်ကပြောတာသူများလိုက်ရေးသူများလိုက်ရေးဆရာအဲ့အပုတ်တယ်ဆရာဘယ်လိုရတာဒီဟိုကျောင်းတော့တက်တယ်လေကျောင်းမှာနားထောင်တယ်ကြားဘူးနာဝတွေနဲ့အလုံးအပုတ်တွေအကုန်လုံးရအကုန်လုံးရဖြေပထမနေ့အောင်ပြီကြော်သိတယ်ဒုတိယနေ့အင်္ဂလိပ်အကုန်လုံးရဖြေဆရာကပြောနေတာတက္ကသိုလ်လားမဟုတ်ဘူးဟိုနေ့တက္ကသိုလ်ဝန်ထမ်းဆယ်တန်းဖြေအကုန်လုံးရ6ဘာသာကျွန်တော်ဖြစ်တော့ဟုတ်ပြီ6ဘာသာတော့အကုန်ရဆောင်းပွဲကထွက်တိုင်းအောင်ပြီဆိုတာသိတယ်ဟုတ်ကဲ့သိတယ်အဲ့တော့အဲ့လိုသိပြီးတော့မှတကယ်လဲအောင်တယ်ကျွန်တော်ကျောင်းမှာဝိဇ္ဇာတွေမှာကျွန်တော်အမှတ်အများဆုံးပဲအမှတ်အများဆုံးတော့ရလိုက်သေးတယ်ဆိုတော့အဲ့ဒီအချိန်မှာဆရာသိသွားပြီလားအဲ့ဒီအချိန်ကျတော့ဒီဘုရားသခင်ကတတ်နိုင်တယ်ဆိုတာကျွန်တော်လုံးဝသိသွားပြီသိသာသွားပြီသိကြပါပြီဒါနဲ့တက်သူတဲ့ဟောအဲ့ဂျာတဲ့အခါပြန်မေ့သွားပြန်ရောဘသူ့ကိုမေ့သွားလဲဆရာသခင်ယေရှုမေ့သွားပြန်ဟုတ်ကဲ့သခင်ယေရှုဟုတ်ကဲ့တက်ကသူရောက်တော့မှတခါထပ်ပြီးတော့ကျွန်တော်အဲ့ဒီမှာတက်သူတက်ရင်းနဲ့ဒီဘုရားကိုပို့ဇာတနိကဗေဒကယူပြီးတော့သူက lot of change variation ကိုသင်လေကျွန်တော်ထာဝရကိုမြင်လေဆရာကတက်ကသူဘယ် major ယူတာလဲ philosophy အဲ့တော့အဲ့လိုဖြစ်လေ man is model လို့ပြောလေဟိုထာဝရအသက်ရှင်တာကိုသိလေစိတ်ထဲမှာသိလာတာလေအဲ့ဒီဟာတွေသိနေတဲ့ဒီဘက်ကလည်းလေ့လာနေသိလာတာအဲ့တော့နောက်ပြီးဆုံးထာဝရကောင်းကင်နိုင်ငံရှိဆိုလည်းသိတယ်ထမြောက်ခြင်းဆိုလည်းသိတယ်ထမြောက်တယ်ဆိုတော့ philosophy နဲ့ကိုကျွန်တော်တက်တည်ပြလို့တော့ရသေးတယ်နည်းနည်းပြောပါဦးဆရာဒီကိစ္စဟုတ်ဒီဒါအရေးကြီးတယ်ဆိုဒီတက်ကတူတက်နေရင်းနဲ့ကိုဗာလဲခုနထာဝရအကြောင်းတို့နောက်ပြီးတော့မပြောင်းလဲတဲ့အကြောင်း
ထာဝရဆိုမပြောင်းလဲတဲ့အကြောင်းနောက်ပြီးတော့မှတကယ်ယူထားမြောက်တဲ့အကြောင်းဟိုလူဟာတရားနေဟိုပြန်ရှင်းတယ်ဆိုတာကျွန်တော်တို့ဟိုမရှိဘူးလေဟုတ်မရှိဘူးကျွန်တော်တို့ philosophy မရှိဘူးဟုတ်အဲ့တော့အခုတော့ရှိတယ်ကျွန်တော်မှရှိပြီရှိတော့အဲ့ဒါကျွန်တော်ကနောက်ပြီးဆုံးဖြတ်လိုက်တယ်တကယ်ရှိဘူးဆုံးဖြတ်လိုက်တာဟုတ်ကဲ့ဆိုတော့အဲ့ဒီကနေစပြီးအဲ့ဒီတက်ကတူပြီးလဲပြီးရောမပြီးဘူးပြီးအောင်မစောင့်တော့တခင်ကိုသိပြတာနဲ့ကျွန်တော်တတိယနှစ်မှာကျွန်တော်နှိမ့်ချင်းခံတယ်တတိယနှစ်မှာယေရှုလုံးဝသိသွားပြီဒါလုံးဝအသက်ရှင်တယ်ဆိုတာလုံးဝသိသွားပြီဟုတ်တယ်သိသွားတဲ့အချိန်မှာနှိမ့်ချင်းယူလိုက်တယ်ဟုတ်ကဲ့ဆိုတော့အဲ့ချိန်ကစပြီးတော့မှဟုတ်ပြီတချင်းကဘယ်ချိန်မှာစရေးတာလဲအဲ့တချင်းကဆရာ84ယုံကြည်သူဖြစ်ပြီးမှဆိုတာတက်ကတူပြီးမှလားတက်ကတူနောက်ဆုံးနှစ် final ပါလေတက်ကတူနောက်ဆုံးနှစ်မှာဒီတချင်းထွက်လာဟုတ်ကဲ့ဆရာတချင်းရေးဘူးလားအစမရေးဘူးပဲနဲ့ဒီလောက်ကောင်းတဲ့တချင်းဆရာဘယ်လိုထွက်လာတာလဲဆရာဟိုတစ်ခါပြောပြီးကောင်းကင်ကကြာလာတာလို့ကောင်းကင်ကကြာလာတာဆရာတစ်ခါမှလည်းမရေးဘူးကျွန်တော်တချင်းစုံတော့အတန်မတည့်ဘူးအဲ့တချင်းကဒီတိုင်းပဲဆရာဒီလိုကြားတယ်ဆိုတော့နည်းနည်းပြောပြစီကျွန်တော်လည်းသိမကြားဘူးလို့နားမလည်ဘူးလေဆရာရဲ့အရင်မြင့်သွားပြီဒီကိစ္စကျွန်တော်ပြောဟိုကျွန်တော်ကလေအဲ့ဒီမှာအခက်ခဲတွေတွေ့လာတယ်ကျမ်းစာကြောင့်တက်ချင်တယ်ဆိုတာဟိုဘွဲမရသေးလို့ဆိုပြီးတော့ကျွန်တော်လက်မခံဘူးကောင်းပြီကာမဘွဲမရသေးပဲကျွန်တော်ပြောတဲ့ပုံကျွန်တော်ကအောက်မှာကျွန်တော်ကိုယ်သေးတာတယ်အောက်မှာဟိုဂျွန်လာဆိုရင်အောက်စင်းထွက်ပြီအဲ့တော့အဲ့သူကလက်ခံဖို့ဆိုတာဂျွန်လာမှာစတက်တာဟိုဧပြီထဲကကျွန်တော်လက်မခံဘူးဒါနဲ့ကျွန်တော်စောင့်နေတော့နောက်တစ်ခါကျွန်တော်ကဝဲရသွားရောဝဲရပြီးတော့မဟာဝိဇ္ဇာတက်တယ်အဲ့တက်နေတဲ့အချိန်မှာသွားလျှောက်တော့သူကရှောက်မေးပြန်နေဘာလို့လဲကျွန်တော်မဟာဝိဇ္ဇာတက်တယ်ဟာမဟာဝိဇ္ဇာတက်လို့ရှိရင်ကျောင်းတောင်တက်လို့မရဘူးတဲ့ဘာလို့လဲဆိုတော့ post graduate နှစ်ခုမလုပ်ရဘူးတဲ့ဆိုအဲ့ဒီမှာဆရာတက်ခွင့်မရလိုက်ဘူးလားမရတော့အဲ့မှာကျွန်တော်စိတ်ပြက်ဟုတ်ပါဘူးငါကြားဘူးတဲ့ခရိယန်တရားအဲ့လိုမဟုတ်ပါဘူးငါကြားဘူးတဲ့ခရိယန်တရားအဲ့လိုမဟုတ်ပါဘူးဆရာတော်သေးတာပေါ့ဆရာရဲ့ယေရှုမေတ္တာဆရာရလို့ခရိယန်နဲ့သာစတွေ့ရင်ဆရာဆေးရွာမခုံချောက်တရားပွားခုံချနိုင်တယ်ကျမ်းစာကောင်းမတက်ချင်တဲ့လူတွေအောင်တက်အောင်စီးယုံတဲ့လူတွေကကျမ်းစာအောင်တက်ချင်တဲ့လူလက်မခံဘူးဆရာဘာလို့လက်မခံတာလဲဆရာအဲ့ဒါလည်းပြောအောင်မယ်ပြောအောင်အဲ့ဒါကလည်းအခုခေတ်တော့ဒါတွေကတော်တော်ကြီးပြောလာပြီ discriminate လုပ်တာ discriminate အဆင့်တန်းခွဲခြားတာခွဲခြားတာမျက်မမြင်ဖြစ်လို့ကြောင်းပိတ်မတက်တာဟဲ့လားဆယ်တန်းမအောင်ပဲနဲ့တက်တဲ့လူတွေရှိတာတော်တော်သိတယ်အဲ့ဒါမှကျွန်တော်တကယ်ချင်းတယ်လည်းပါတယ်ဟုတ်ကဲ့မဆရာဦးကိုတိုင်တို့ပါလို့ပေါ့ဟုတ်ကဲ့တောင်ကြီးရလေဟုတ်ကဲ့ဆယ်တန်းမအောင်ဘူးတက်လို့ရတယ်သူတက်တာသူပေးတက်တာကျွန်တော်ဝင်းတာတယ်လေဟုတ်ကဲ့နောက်တစ်ခါအဲ့ဒီလိုပဲ post graduate လုပ်နေတဲ့ဆရာမတော်တကယ်ချင်းပဲအဲ့ဆရာမလည်းဟိုတက်နေတာ post graduate ကိုနှစ်ခုလုပ်နေတယ်ပြိုင်နေရတယ်ကျွန်တော်ဂျာမပေးမရမပေးရအောင်ဟုတ်ပြီခွဲကြတာလေဟုတ်ကဲ့ခွဲကြတာအဲ့တော့ကျန်တဲ့တော့မတရားလို့စိတ်ပြတ်တာရယ်ခွဲကြဆက်ဆံကြလို့စိတ်ပြတ်တာအဲ့ဒီအချိန်မှာမာတခါတပူပေါ်နောက်တပူကဆင်းလိုက်သေးတယ်ဟုတ်ကဲ့နောက်တပူကထပ်ဆင်းတယ်နောက်ရီးစားစွန်းနေနော်ဆရာလဲနော်ဒါနောက်ဆုံးနဲ့မှာဖြစ်နေတာဖြစ်နေတာမကြည့်မစွန်းတဲ့အဖွဲ့တွေနောက်ရီးစားသူကလည်းကိုယ်ချစ်တယ်ကိုယ်လည်းသူ့ကိုချစ်တယ်အရန်ချစ်ဟုတ်ကဲ့ကျွန်တော်ကရီးစားထားတာလဲ3နှစ်ခွဲလောက်ရှိပြီဘယ်နေရ3နှစ်ခွဲ3နှစ်ခွဲဟုတ်ကဲ့ဒါပေမဲ့လူကြီးတွေကသဘောမတူခွဲလိုက်တော့သူ့အိမ်ရိတ်တောင်ကျွန်တော်နေခွင့်မရတော့ဟုတ်ကဲ့အဲ့ဒါမသွားတော့ကျန်းစာကျောင်းကလည်းမတက်ရကျန်းစာကမတက်အဲ့ဒါလည်းကြီးစားလည်းပြက်ကြီးစားလည်း तू ကတက်တာမဟုတ် तू အတိုင်းဝိုင်းကနေတော့ तू အုပ်ထိန်တဲ့သူတွေကပြက်အဲ့လိုအဲ့တော့ကျွန်တော်မတွေ့ရတော့ဟုတ်ကဲ့အစလည်းတွေ့တော့မတွေ့ပါဘူးဟုတ်ကဲ့
ဒါပေမဲ့ဆရာဒီနေ့မမေးပဲစကားဆက်လို့တခုတော့ဖြေခြင်းတယ် ပြေးပါဆရာ မတွေ့ရဘူးမတွေ့ရပဲရွေးလိုက်တဲ့ကျွန်တော်ချစ်သူကြီးစားက မတွေ့ရတဲ့ မတွေ့ရမှရွေးတဲ့လူလေ ဟုတ် မြင်တော့ကရွေးတဲ့ကြီးစားတဲ့ချောတယ် ဝါဆရာဘယ်လိုသိတာလဲဒီကိစ္စမဟုတ်ဒါစိတ်ဝင်စားသွားပြီညီရတော့ကတွေးတယ်ရီးစားထက်မမြင်ရပဲနဲ့မမြင်ရတော့တဲ့အချိန်မှာတွေးရတဲ့မမြင်ရတော့တဲ့အချိန်မှာတွေးရတဲ့ ကြီးစားတွေးရတဲ့ရီးစား ကပိုချောတယ် ဆရာအရင်မြင်သွားပြီဆရာအရင်မြင်သွားပြီ ဟုတ်စင်မမ ဒီကိစ္စဒီခေတ်လူငယ်တွေနားမလည်တော့မလားခင်ဗျာပြောပါဦးဆရာ ဟွာလေ ဟုတ် ဟိုဒါတော့လူငယ်စကားပြောရရင် ပြောပါဆရာ ကလေးလည်းပြောပါတယ်သူ့အစားတွေ့တာတယ်လို့အမျိုးသမီးတွေအများကြီးတွေ့ပါတယ်ဟိုဟာစကားတွေလည်းအများကြီးပြောမှုပါတယ်ဒါပေမဲ့အဲ့ဒီကျွန်တော်ချစ်တော်မဲ့သူရဲ့စကားစာကြားတဲ့ခါကျတော့ရင်ခုန်သွားတယ် ဆော့ဆရာရင်ခုန်တာအချစ်လားပေါ့ ဒါပေါ့ ရင်ခုန်တာအချစ်ဟုတ်ဆော့ဟုတ်ပြီဆရာအဲ့ဒါဒီဟုတ်ပါလှတယ်ဆိုတာဘယ်လိုလဲဆရာဟိုမြင်တဲ့ချိန်အထက် လာတယ်ဆိုတာတော့ထုံးစံတိုင်းပေါ့လူငယ်ဘာဝဟိုကျွန်တော်လည်းကြိုက်ပြီးတော့ဘလူမေးဒီလိုမေးရတာပေါ့ ညာ မေးရတာပေါ့ မေးတယ်ဟုတ်ကဲ့ဆရာဘယ်လိုမေးလဲ အမှုထူကဘယ်လိုလဲသူရုပ်ကဘယ်လိုလဲဘာလို့လဲ तू ပြောရင်ကျွန်တော်မြင်တော့မြင်ပြီးတော့ကျွန်တော်ပုံဖော်လို့ရတယ်လေနှာခေါင်းလေးကဘယ်လိုလဲမျက်လုံးလေးကဘယ်လိုလဲမျက်နှာပုံကြတာဘယ်လိုစသဖြင့်ပြောပြတော့ပုံဖော်လို့ရတယ် ဆရာပုံဖော်လို့ရတယ် ပုံဖော်လို့ရတယ် ဝေါ အဲ့တော့ပုံဖော်လို့ရတယ် तू ချောတာကျွန်တော်သိတယ်ဒါပေမဲ့လေသူ့ကိုမချောဘူးလို့ပြောတဲ့လူလည်းရှိတယ် ဩဆရာထပ်ပြီးတော့မြင်သွားပြန်ပြီ သူ့ကိုမချောဘူးတဲ့လူက तू လဲကြိုက်နေလို့ပြောတာလေ ဩအဲ့ဒါကြောင့်မြင့်တယ်လို့ပြောတာဆရာဖလော်ကျောင်းဆင်းလာတာတိတ်မမြင့်နဲ့ဆရာရဲ့ဆိုโอเคသူ့ကိုကြိုက်နေလို့ဆရာကိုမကြိုက်စေချင်တော့လို့ ဟုတ်တယ် ပြောတာဒါမဲ့ဆရာသိနေပြီ သိနေမရဘူး ဟာမင်းမြင်တာလားမင်းမြင်တာတော့တနာတယ် တနာတယ် တနာတယ်ဟုတ်ကဲ့အဲ့နဲ့ပဲဆရာဟုတ်ကဲ့ အဲ့တော့ဒါပေမဲ့ဖျားရွေးတယ်ဆိုတာကဘယ်လိုကျွန်တော်ကဟိုသိလဲဆိုတော့ဟိုတယောက်တော့တွေ့နေလို့တယောက်တော့ဟိုပေါ့လေချစ်နေတယ်ပေါ့ဒါပေမဲ့ကွဲကွာသွားရင်လူတော်တော်များများလေမေ့တတ်တယ်အဲ့ဒီအပြင်မှာကသူ့ကိုအခြားသူတို့သဘောတူတဲ့လူနဲ့ဟိုတယ်ပေးသားဖို့စူးစမ်းနေတဲ့အချိန်မှာ ဟော စူးစမ်းနေတဲ့အချိန်မှာ तू ကဟွာပေါ့ဟိုအဲ့ဘက်ကိုပါမသွားအောင် ဆရာကိုပဲ ကြောက်ပဲဘေးလူတွေကလည်းဖြတ်တယ်ဟဲ့သိန်းလွင်ကမျက်စိလည်းမမြင်ဘူးလက်လည်းမရှိဘူးနေ့ကဘာနဲ့လှုပ်ချွေးမှာလဲအဲ့ဒါလည်းရှိတယ်ဒါပေမဲ့ तू ကကျွန်တော်ပဲအဲ့တော့ကျွန်တော်ဘဲမှာဟုတ်ကဲ့ ကျွန်တော်ကဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကကျွန်တော်ဘာမှကိုယ်တိုင်ဘာမှမလုပ်တော့တိုင်းထားလိုက်တယ် ဟုတ်ကဲ့ ထားပြီးတော့မှတနေ့ကျတော့ကြားစတောင်ရှိပါကျွန်တော်ကားတိုက်ခံရတယ် ဆရာကထပ်ပြီးတော့တိုက်ခံရတယ်အခုကနှစ်ပူကနေသုံးပူ အဲ့ဒါကဒါသူနဲ့တွေ့တဲ့အကြောင်းပြောတာနော်ဒါပေမဲ့အဲ့ဒီကားတိုက်ခံတဲ့အချိန်မှာကျွန်တော်သချင်းဆက်ပြီးသွားပြီသချင်းဆက်ပြီးသွား84လေကားတက်တာ80ကသူနဲ့ပြန်တွေ့တာပြောတာအဲ့တော့84မှာအဲ့လိုကျန်းစာကြောင်းအချစ်သူကလည်းဟိုသူကခွဲဟိုသူအုတ်တင်းသူကခွဲပြီးတော့အစင်မေမှုတွေ ကြုံသွားတယ် ဖြစ်လာတော့အဲ့ဒါ ဒါတချင်းတစ်ပုတ်ထွက်လာ တချင်းကအဲ့လိုလေးထွက်ညီအမားတော့စိတ်ပြက်လို့ညီတာညီတော့အဲ့ဒါလေးကလေဟောငါဒုက္ခတဲမှာဒုက္ခတဲအဲ့လိုညီတဲ့ တချင်းထွက်လာတာ တချင်းထွက်လာတယ် ဝါ အဲ့တော့ ဒုက္ခထဲမှာ လောကမုံတိုင်းဆိုတော့ကျွန်တော်ဘုရားကျောင်းတက်တဲ့ခါကျတော့သင်ကြားရတဲ့ဟိုတမန်တရားကိုဒါထည့်လိုက်တာဟိုရှင်ပေတုက
ဂါလိလဲအိမ်ထဲမှာ ဟော ဒီပေါ်မှာလမ်းလျှောက်ဖို့ ဟော ကိုရောချီသွားတဲ့ခါကျသူဘေးကြည့်တော့ပြုတ်သွားတော့ကိုရောကဲပါဆိုလောကမုန်တိုင်းနဲ့နစ်သွားတယ်လို့ကျွန်တော်မြင်တယ်မြင်လို့လက်ကိုဆွဲပြီးတော့ပို့ဆောင်တယ်အဲ့ဒါကို code မှာထည့်လိုက်တာ ဟော ရှေ့ကတော့လုံးဝခံစားချက်ပဲ1 2 3ကတော့ တင်းနဲ့တော့လောကခန်းစားချက်ကိုရက်စ်ကတော့ဒါပေတရု ပေတရုလုံးဝယဉ်နစ်သွားတဲ့အချိန်မှာကဲပါလို့ပြောတော့ချက်ချင်းဖမ်းကဲလိုက်တယ်အဲ့ဒါဆရာကိုရက်စ်ဒီ3ပိုက်ကြတော့လုံးဝဆရာခန်းစားချက်တွေယဉ်တွင်းဖြစ်ပေါ့ ဟုတ်တယ်ရှင်တွေ ယဉ်တွင်းဖြစ်ဟုတ်ကဲ့ယဉ်တွင်းဖြစ်သိမ့်လွင်ဟာလေလုယာအဲ့ဒီတချင်းလေးဆက်ပြီးဆရာကားတိုက်ကုန် ဟုတ်တယ်အဲ့ဒီစားပြီးခါတိုင်းကောဟုတ် ကားတိုက်တော့ဆရာဘာဖြစ်သွားလဲ အဲ့ဒီကားတိုက်တဲ့အကြောင်းပြောချင်တာ ဟုတ်ကဲ့ ကားလဲတိုက်ရောခုနကရီစာအပြေးလာပါလေရောလာဖို့ကောင်းသွားပြီလေလူမှုရေးအရလာတော့မယ်လေ ဒါပေါ့ဆိုပေါင်းကလည်းကျိုးသွားပြီ ပေါင်းလဲကျိုးသွားပြီပေါင်းလဲကျိုးသွားပြီ ပိုးဆိုးသွားပြီသူက ဟိုဆိုသွားပြီ နော်လက်ကလည်း လဲကျိုးတယ်ထပ် ကျိုးလက်လည်းထပ်ကျိုးတယ်ဒီကြံတဲ့တစ်ချောင်းကထပ်ကျိုး ဟုတ်တယ်ကျိုး ကျိုးပေါင်းကလည်းကျိုး နော်ကျိုး ဆရာဘာကြံသေးလဲဆရာရဲ့ မဟုတ်ကြဒီတော့လေတပည့်ကျွန်တော်နောက်တစ်ခါကားတိုက်ခံဒီဘက်ကျွန်တော်ကျိုးသေးတယ် ဆရာဘယ်နှခါတိုက်ခါတာလဲ နှစ်ခါ ဝေါနှခါတိုက်ခါတာဟုတ်ပြီဆရာအမဟုတ်ပြီဆရာဇလန်းကျွန်တော်ဖြတ်လိုက်တယ် sorry ဆရာအပြေးလေးလှမ်းလာပြီ အပြေးလန်းလာ ဟုတ်ကဲ့အပြေးလေးလှမ်းလာပြီဟိုတယောက်က အပြေးလန်းလာပြီဆိုတော့ ဟော အဲ့ဒီအချိန်မှာကျွန်တော်သူ့ကိုအမိရဆွဲထားလိုက်တာပေါ့ အမိယာ ဆွဲထားလိုက်တာဆွဲထားလိုက် ဆရာလက်ကကျိုးနေဘယ်လိုဆွဲလဲဆရာရဲ့ မဟုတ်ဘူးလှုပ်တဲ့စိတ်နဲ့ဆွဲတာ နှလုံးသားနဲ့ဖမ်းဆွဲလိုက်တာဝေါမြင့်နေတော့မနိုင်တော့ဘူးဘယ်လုံးဝမနိုင်တော့ဘူးဆရာနောက်မှပဲကျွန်တော်တို့လူငယ်တင်နန်းလုပ်ရင်ဆရာဒီနှလုံးသားနဲ့ဖမ်းဆွဲတဲ့အကြောင်းနော်ဟုတ်ပြီဆရာအဲ့ဒါနဲ့အဲ့အခုပဲရောက်သွားလဲသူက ဟုတ်ရှိတယ်လေးဆရာ ဗျာ ဘယ်ရောက်ပါလဲဆရာ မော်လေးအခု သူကျွန်တော်လည်းအိမ်အောင်ကြပြီလေ ဆရာဇနီးတဲ့ကိုပြောနာလား ဟုတ်တယ် အိုးဆရာရေဟုတ်ပြီအော်ဒါကြောင့်ဇနီးချောတာသိချင်သမီးချောတာလေးတွေကြည့်လိုက်ဟုတ်တယ်နော် ဟုတ်တယ် ဟုတ်ပြီအော်ဟုတ်ပြီဆရာဆိုအဲ့ရဒီကျိုးသွားတာအကြောင်းမဲ့ကျိုးတာမဟုတ်ဘူး ကျောင်းပဲကျော်တော့ပေါ့ ကားကလည်းတကားတိုက်ခါတာမဟုတ်ဘူး ဟုတ်ဘူးဟုတ်တယ် ဆရာတိုက်ခါတော့ဂျေစုတင်ရမှာနော် တရားမှာပေါ့မဟုတ်ဆရာထူးခြားတာကကျွန်တော်ခြေတော့ကျိုးသွားပြီပဲဘသူတခြားလူတွေလို့ဟိုတစိမ့်တို့တလက်မှတိုးမသွားဘူးဒီတိုင်းပဲ ဩဟုတ်ဆရာတော့ကျွေးနေနဲ့တူသွားတတ် ဟုတ် တယ် တယ်တိုးတတ်တယ်ပြန်ဆဲလို့ရှိရင်တိရတာဟုတ်အယိုးကိုတိလိုက်တော့ဟိုဘက်ဟိုတစိမ့်လောက်ဒီဘက်တစိမ့်လောက်တူအောင်လက်မဝလောက်တူတာတို့ ဆရာလုံးဝဘာမှဖြစ်ဘူး ဘာမှမဖြစ်ဒီတိုင်းပဲ ဟာလေလုယာ အဲ့ဒီဟိုခြေတော့ကျိုးပြတော့ဘောလုံးကန်သေးတယ်ဗျာ ဆရာက ဟုတ်တယ် ဘောလုံးကန်တယ် ဟုတ်ကဲ့ ဆရာဘယ်လိုကန်လဲဆရာဟုတ်ကျွန်တော်နည်းနည်းစမ်းကြည့်ရဘယ်လိုကန်လဲဆရာ ဟိုမြဲမြင်ဘောလုံးကန်တာတော့ရမ်းကန်တာပေါ့ အော်အဲ့လိုနော်ဆရာကျွန်တော်နည်းနည်းစမ်း ဒါ ကြ ပေ ည့် မဲ့ဆရာကျွန်တော်တို့လေ ဟုတ် ကျွန်တော်တို့မခမလူငယ်နဲ့ကိုခိုင်လူငယ်ချမ်းသာကြောင်ကဟိုဆရာဆရာမတွေနဲ့အကန်တာကျွန်တော်တို့နိုင်လဲဆရာ ဟာလေလုယာ ဆရာအဲ့ဒါဘာလို့နိုင်လဲသိလား ဟုတ်ကဲ့ သူတို့မျက်စိကိုပိတ်ထားတာဟုတ် အော်သူတို့မျက်စိကိုပိတ်ပြီးတော့မှ အဲ့ဒါမှညီနာမှာပေါ့ ဟောဘယ်သူလာပြိုင်ချင်းလဲဒီเจ้าနဲ့စိတ်ခေါ်ပလိုက်မယ်ဆိုတော့ဟုတ်ပြီဆရာမင်္ဂလာရှိတယ်ဒီနေရာလေးကလုံးဝဆရာဒီနေရာကြီးတလို့ကြီးဖြစ်သွားတယ်နော်ဆရာခုနော်ဘယ်နှဧကလဲဆရာဒါကြီးอ่ะ ဟုတ်ဧကခွဲ
3 acre ခွဲဒီမှာဟိုလုပ်ငန်းတွေဘယ်လောက်ရှိလဲဆရာ ဒီမှာတော့ရန်ကုန်မြို့နေကျောင်းခွဲကြံဆိုကျောင်းရှိတယ် ဟုတ် ကျောင်းသားဒီနှစ်မှာ150ယောက်ရှိတယ် 150ယောက်ရှိတယ်ဟော ဝန်ထမ်း36ယောက်ရှိတယ် ဟုတ်ကဲ့ နောက်ဟိုဘက်မှာကျွန်တော်ရဲ့ရုံးချုပ်ရှိတယ် ဟုတ်ကဲ့ ရုံးချုပ်မှာတော့ကျွန်တော်ဝန်ထမ်း17ယောက်ရှိတယ်ပြီးလို့ရှိရင်အင်းဝင်ကလေးနဲ့တာတာပြည့်ဌာနဆိုတာရှိတယ် ဟုတ်ကဲ့ အဲ့မှာတော့19ယောက်ရှိတယ်ဝန်ထမ်းပြီးလို့ရှိရင်ဟိုသင်ထောက်ကူပစ္စည်းထုတ်လုပ်ရေးဌာနဆိုတာရှိတယ် ဟုတ်ကဲ့ ဒါမျက်မြင်စာရီ audio ဟိုဒီပေါ့ ဟုတ်ကဲ့ talking box တွေထုတ်တဲ့ဌာန ဟုတ်ကဲ့ အဲ့ဒီမှာတော့ဝန်ထမ်း9ဦးရှိတယ်ဌာနပေါ့သူက ဟုတ်ကဲ့ နောက်ညနေတွေအတွက်အလုပ်ကန်ရှာဖွေတဲ့ဌာနရှိတယ် ဟုတ်ကဲ့ အဲ့မှာလည်းဝန်ထမ်း9ယောက်ဒါဒီလက်ရှိဒီဝန်ထမ်းမှာအခုရှိတယ် ဒီဝင်းထဲမှာဟုတ်ကဲ့ဌာနပေါင်းဘယ်လောက်ရှိလဲဆရာအားလုံးပေါင်း ဌာန3ဌာနနဲ့ကျောင်းတစ်ကျောင်း 3ဌာနနဲ့ကျောင်းတစ်ကျောင်းရှိတယ် နောက်ပြီးရုံးချုပ် ဟုတ်ကဲ့ဆိုတော့မျက်မမြင်ခရိယန်ဗုဒ္ဓဘာသာမရွေးဘူးအကုန်လက်ခံတယ် အကုန်လက်ခံတယ် အကုန်လက်ခံတယ် မွတ်စလင်တွေလည်းလက်ခံတယ် မွတ်စလင်လက်ခံတယ် ဟိန္ဒူလည်းလက်ခံတယ် ဟိန္ဒူလည်းလက်ခံတယ် ရှိလည်းရှိတယ်ကျွန်တော်မှာ အခုလည်းရှိနေတယ် ဟုတ်ကဲ့ အာမင်ဟာလေလုယာဒါမင်္ဂလာရှိတယ်ဆိုတော့ဒီကျောင်းကတစ်နှစ်ကိုကျောင်းဆင်းသွားတဲ့သူပေါင်းဘယ်လောက်ရှိလဲဆရာ တစ်နေ့ကိုဖြန်းမြ30လောက်ဆင်းတယ် 30လောက်ဆင်းနေတယ် 30 လက်မှုတွေအားလုံးလည်းတင်ပေးလိုက်တယ် ဟုတ်တယ်သင်ပေးတယ်တချို့ကတော့တက္ကသိုလ်ဟိုဟာဖြစ်တယ်တက္ကသိုလ်ကျောင်းဆင်းသွားရင်ဒါဒီကျောင်းတက်ပြီးသွားပြီပေါ့ ဟုတ်ကဲ့ တက္ကသိုလ်တည်ထားပေးတယ်လေ ဒီကျောင်းကိုဆရာကအဲ့လိုမျက်စိမမြင်တော့ဘူးဘာလည်းမလုံနိုင်တော့တဲ့အချိန်မှာဒီကျောင်းဘယ်လိုစပြီးတော့ဘယ်နှယောက်နဲ့ဘယ်လောက်ပတ်စံနဲ့ဆရာစခဲ့တာလဲဘယ်လိုစတာလဲ အဲ့ဒီကျောင်းဘောအဖွဲ့အစည်းကိုကျွန်တော်ဖွဲ့ဖို့ကျွန်တော်ကစူးစမ်းနေရင်းနဲ့ကားတိုက်သွားတာတက္ကသိုလ်လေတက္ကသိုလ်ဟိုလေးကိုအဲ့85ကျော်ကျွန်တော်မဟာဝိဇ္ဇာတက်နေပြီ ဟုတ်ကဲ့ အဲ့ဒီအချိန်မှာကားတိုက်ခံရတဲ့အချိန်မှာမတိုင်ခင်ကလောက်ထားတာဒါကားတိုက်တော့သူတို့ဖွဲ့စည်းမဲ့လုပ်တဲ့အချိန်မှာကျွန်တော်ဆေးရုံပေါ်ရောက်သွားပြီ ဟုတ်ကဲ့ ဒါပေမဲ့အောက်မှာကျွန်တော်စီစဉ်ထားတဲ့လူအယောက်20ဆုံတယ်ဆုံပြီးအဲ့ဒီသဘောတူတဲ့လူ73ယောက်နဲ့ကျွန်တော်နဲ့ပေါင်းလိုက်တော့14ယောက် ဟုတ်ကဲ့ အဲ့14ယောက်နဲ့ဖွဲ့တယ်ငွေ14ချက်နဲ့ 14ချက် ဟုတ်တယ်ပတ်စံ14ချက် ဟုတ်ကဲ့14ချက်နဲ့စလာတာဖြစ် စ တယ် ကန်ဟုတ်တယ် ဟုတ်ကဲ့14ချက်ဆိုဒီခေတ်ဒီကာလဘယ်လောက်နဲ့ညီလဲဆရာ အဲ့ဒီခေတ်ပြောလာမလား ဟုတ်ကဲ့ ဒီခေတ်ကတော့14ချက်ပဲပေါ့ဆရာဆရာဟိုခေတ်ကိုပြောတာမလား ဟုတ်ကဲ့ ဟိုခေတ်ဆို$ခွဲလောက်ရှိတယ် တော်လာခွဲ ဟမ်95 အဲ့လောက်ကနေစလာတာဒီနေ့ကြီးမားစွာဒီမှာဖြစ်သွားတယ်ဆိုဆရာအဓိကဆူတောင်းခြင်းနဲ့အများကြီးစခဲ့တယ်လို့ကျွန်တော်ကြားရပါတယ် လုံးဝဆူတောင်းခြင်းပဲ ဆူတောင်းခြင်းပဲ ဆူတောင်းခြင်းပဲနောက်ပြီးတော့ကျွန်တော်ပါအဲ့ဒီကကျွန်တော်ပါယုံလဲဆိုရင်95တွေကဒီလုပ်ငန်းဒီဖရာရဲ့တာသနာဖရာလုပ်ငန်းဖြစ်တယ်ဒါမှမဟုတ်ဖရာသခင်တာဝန်ယူမယ်ဆိုတာအဲ့ဒီကကျွန်တော်သိလို့ဘာကိစ္စမလို့ဖရာကိုပဲဆက်ကပ်ပြီးတော့လုပ်ပါတယ် စက္ကပ်ခဲ့တယ် ဟုတ် အခုအချိန်မှာများစွာသောကောင်းကြီးမင်္ဂလာ ဟုတ်ကဲ့ ဆရာဖះเจ้าပေါင်းဘယ်လောက်လောက်စောက်ပြီးသွားပြီလဲဆရာ ဖရာเจ้าကတော့နာကိတုံးကစောက်ပေးလိုက်တာ15ချောင်း 15ကျောင်း နောက်ဒီတိုင်းနာမကိဘဲနဲ့ဆူတောင်းတာ9ချောင်းလောက်ရှိတယ် ဘယ်လို နာမကိဘဲနဲ့ဆူတောင်းတာလေအိုးစောက်ပေးတာလေ ဟောနာမကစ်ပဲနဲ့ဆူတောင်းဟုတ်ကဲ့ဘယ်နှကျောင်းလဲ အဲ့ဒါ9ချောင်း 9ကျောင်းရှိတယ် ဟုတ် ဟုတ်ကဲ့22ကျောင်းပေါ့ ဟုတ် အားလုံးပေါင်းမယ်ဆိုရင်နော် 22ချောင်း 22ကျောင်း sorry သင်္ချာလေကျွန်တော်အနေနဲ့ဆိုတော့ညီကိုမောင်မတို့ဒီနေ့ကျွန်တော်ဗာပြောပြချင်လဲဆိုရင်ဘာမှလမ်းမရှိတော့တဲ့သူတယောက်မျက်စိလည်းမမြင်တော့ပါဘူးလက်ချေအကုန်လုံးထိခိုက်သွားပြီမယ်ဖယားနဲ့ပြန်စတဲ့အခါမှာမြောင်များစွာသောသူတွေနိုင်ငံခေါင်းဆောင်တွေရဲ့အစရခင်ကစိတ်တက်ကြစိတ်ပြတ်ပြီဆိုရင်ဒီမှာလာကြည့်ပြီးတော့မှခွန်အားယူခဲ့ရပါတယ်။ဘာကြောင့်လဲလို့ကြည့်ရင်ဘာမှမရှိရင်နေပါစေယေရှုရှိမယ်ဆိုရင်တော့မဖြစ်နိုင်တဲ့အရာတွေအကုန်ဖြစ်လာပါတယ်။ယေရှုရှိရင်တော့အရာခတ်သိမ်းရပြောင်းပြန်ဘုရားရှင်ပြန်ချီးမြှောက်တယ်ဆိုတာတွေ့ရပါတယ်။ဒါကြောင့်ညီကိုမောင်မတို့ဒီအချိန်မှာဆရာဦးသိန်းလွင်ဆက်ထားတဲ့တခြင်းလေးကိုတီးဆိုမယ်။